လုံးမင်္ဂလာပါရှင်။ကျွန်မဒီနေ့ပြောပြပေးပါမယ်နံပါတ်တွေလေးရတော့ဗောနော်။မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာဒီနံပါတ်တွေပါမယ်ဆိုလို့ရှိရင်တော့အမြဲဆုံးပြောင်းလဲပြဖို့အတွက်လိုအပ်တဲ့နံပါတ်တွေလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်နော်။ဘဝမှာအေးချင်းချင်းနဲ့မနေရအောင်မတော်တဆမှုတွေဖြစ်စေနိုင်တယ်။ခွဲစိတ်မှုတွေဖြစ်ပေါ်စေနိုင်တယ်။အပြေလည်မှုအပူပင်တော့ကအပူတော့ကတစ်ခုမဟုတ်တစ်ခုကိုဖြစ်စေနိုင်တယ်။ဒါကိုဘာသာကိုဖြစ်နေတာမျိုးတစ်ခါတည်းရမှာမဟုတ်တော့ဘူးရှင်။ဘယ်လိုမျိုးလဲဆိုတော့ကိုကအတိုက်ခိုက်ပေါ်များစီလာမယ်အဲ့ဒီအတိုက်ခိုက်မနာလိုမုန်းတူတွေရဲ့ပေါ့နော်မနာလိုမှုတွေကြောင့်ကိုပေါ့နော်ဒီမနာလိုလို့ကိုပေါ့နော်ပြုစားတယ်လို့မျိုးအကြောင်းအရာမျိုးတွေပေါ့ဒီလိုအကြောင်းအရာမျိုးတွေကြောင့်ဖြစ်ပေါ်စေနိုင်တဲ့နံပါတ်တွေပေါ့နော်အဲ့တော့သူများကိုမနာလိုလို့လွယ်ကူလုံးလို့ရမယ့်နံပါတ်တွေလို့ခေါ်ပါတယ်ဒီနံပါတ်တွေလေးကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်ရှင့်အဲ့နံပါတ်တွေလေးကတော့1331ဆိုတဲ့အတွဲလေးကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေမယ်ဆိုတော့မိတ်ဆွေအမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်ဒါကမနာလိုသူပေါ်များမဲ့နံပါတ်အတိုက်ခိုက်ပေါ်များမဲ့နံပါတ်ဒီမနာလိုသူတိုက်ခိုက်သူတွေရဲ့ကိုယ်ပြုစားခြင်းဆိုတဲ့အကြောင်းအရာမျိုးတွေကိုကိုလွယ်ကူကူထိလာစေမဲ့နံပါတ်ပေါ့နော်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာဒီနံပါတ်တွေကပါနေပြီဆိုတော့ဒါမိတ်ဆွေအမြန်ဆုံးပြောင်းလဲရမှာပဲဖြစ်ပါတယ်ရှင်။နောက်လေးစိတ်ဝင်စားစရာနံပါတ်တွေလေးတွေအကြောင်းကိုပြောပြပေးနေမှာဖြစ်တဲ့အတွက်ကျမရဲ့ page လေးကို like and follow ပါလေးပြုလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နော်။